ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ကြောင်မဲမျိုးကိုစစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီး2ယောက်အပါအဝင်အရက်သား4ယောက်သေဆုံးပြီး4ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PSLF TNLA သတင်းနဲ့ပြန်ကြားရေးကမနေ့ကသတင်းထုတ်ပြန်ပါတယ်။စစ်ကောင်စီတပ်ကဂျက်ဖိုက်တာတစည်းဟာဇွန်လ24ရက်နေ့ညနေပိုင်းအချိန်မှာတအန်းပြေကြောင်မဲမျိုးရက်ကွက်3နဲ့ရက်ကွက်9အတွင်းကိုနှစ်ကြိမ်တိုင်းပေါင်900ဘုံနှလုံးလာရောက်ကျေးရှာခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။လေကြောင်းကနေနှစ်ကြိမ်ဘုံလာရောက်ကျေးရှာမှုကြောင့်အမျိုးသား2ယောက်နဲ့အမျိုးသမီး2ယောက်သေဆုံးခဲ့ရပြီးအမျိုးသား2ယောက်နဲ့အမျိုးသမီး2ယောက်ဟာလည်းထပ်မံဒဏ်ရာရရှိသွားခဲ့သလိုနေအိမ်စေလုံးထိခိုက်ပျက်စီးသွားတယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ဟာအပြစ်ရထားတဲ့အချိန်မှာတိုက်ပွဲတစုံတရာဖြစ်တာမျိုးမရှိဘဲနဲ့ပြည်သူလူထုတွေကိုရည်ရွယ်ချက်ရှိရှိဦးတည်ပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။